ဒီမျိုးသမီးကျင်းသားကတော်တော်ထူးဆန်းတယ်သူနေတိုင်းစားပေမဲ့ဟင်းသီးဟင်းရက်တွေကိုတော့ဘယ်တော့မှမစားပါဘူးအဲ့ဒီစားပွဲပေါ်မှာပုံစံမျိုးစုံရအောင်စီစီထားတတ်တယ်တန်းခေါင်ရန်ရောက်တာနဲ့လေ့ကျင့်ခန်းစလုပ်ပြီးထောင်တစ်ခုလုံးရဲ့ဖွဲ့စည်းပုံမျိုးတွေကိုနယံပေါ်မှာဆွဲလေးရှိတယ်အကျဉ်းသားတွေကိုလမ်းလျှောက်ခွင့်ပေးရဲ့အချိန်မှာတောင်သူကတခဏလေးမှအနားမယူပါဘူးသူစိတ်အာယုံကထောင်ရဲ့တကားပေါက်တိုင်းနဲ့ဖြတ်တန်းသွားလာရတဲ့လမ်းကြောင်းတိုင်းပေါ်မှာပဲရောက်နေတာပါသူဒီလိုလုပ်နေရတာကနောက်3ရက်ကြာရင်ကိုမြက်ခံရတော့မှမို့လို့ပါထွက်ပြေးလွတ်မြောက်ဖို့နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ပတ်ဝန်းကျင်ကနေရာထောင်တိုင်းကိုနေ့စဉ်ဂယူးတစိုက်လေးလာပြီးတဖြည်းဖြည်းမှတ်သားထားခဲ့ပါတယ်အဲ့ဒီနေ့မှာအဆောင်ကသူ့ကိုခန်းထားတဲ့ဟင်းပွဲစီရင်ပေးခဲ့တယ်ဒါဟာသူ့ရဲ့နောက်ဆုံးရက်စာဆိုတာသူသိလိုက်ပါတယ်ဒါပေမဲ့သူလုံးဝမထိတ်လန့်ပဲသူကြိုက်တဲ့ဟင်းပွဲတွေအကုန်လုံးကိုမှာယူလိုက်ပါတယ်စားတောက်ပြီးတာနဲ့သူ့ကိုခြေထိတ်လက်ထိတ်ခတ်လိုက်ပါတယ်ဒါပေမဲ့ကိုမြက်မဲ့နေရာကိုခေါ်သွားနေအောင်မှာပဲထောင်မှုရဲ့တမီရုပ်တရက်ပျောက်ဆုံးသွားပါတယ်ရေစင်းပိုက်ထဲပြုတ်ကျသွားတယ်လို့လူတိုင်းတန်တရားဝင်ကြတယ်ငါဆင်းရှာမယ်လို့ထောင်မှုကပြောပေမဲ့ခင်ဗျားကအဲ့ဒီထဲဆင်းဖို့ကိုလုံးကြီးလုံးတယ်လို့ပြောကြတယ်အမျိုးသမီးချင်းသားကသူကိုယ်တိုင်ဆင်းရှာပေးမယ်လို့ချက်ချင်းကမ်းလှမ်းလိုက်ပါတယ်တေတံကြခံရမယ်အချင်းသားတယောက်ကသူ့သမီးကိုကယ်တင်ပေးမယ်ဆိုတာထောင်မှုမယုံကြည်ပါဘူးဒါပေမဲ့ဒီလောက်ချင်းမြောင်းတဲ့ပိုက်ထဲကိုပိန်ပါမင်းကလေးကပဲဝင်ဆက်နိုင်မှာပါမတက်တာတဲ့အဆုံးထောင်မှုကလက်ထိပ်ဖြုတ်ပေးပြီးပိုက်ထဲကိုဆင်းခိုင်းလိုက်ပါတယ်မကြခင်မှာပဲသူကထောင်မှုသမီးကိုရှာတွေ့ပြီးဘေးကင်းစွာပြန်ခေါ်ထုတ်လာနိုင်ခဲ့ပါတယ်ဒီဖြစ်ရပြီးနောက်ထောင်မှုကသူ့ကိုအရန်ကျေးဇူးတင်သွားပါတယ်ဒီရဲရင်နဲ့လောက်ရဟာကြီးမားတဲ့ဆုလက်တစ်ခုအဖြစ်မှတ်ယူခံခဲ့ရပါတယ်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ထောင်မှုကသူ့ကိုကိုမြတ်မဲ့အမိတ်ရဆိုင်ဖို့ထောက်ခံချက်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်မင်းကလေးရဲ့ပထမအဆင့်စီမံကိန်းအောင်မြင်သွားပါပြီသူရန်ဝမ်းသာသွားတယ်နောက်တစ်နေ့မှာဒုတိယမြောက်ထွက်ပြေးမဲ့အစီအစဉ်ကိုစတင်ကောင်ထည့်ဖော်ပါတော့တယ်လူတိုင်းရေချိုးပြီးပြန်ထွက်သွားကြတဲ့အခါသူကရေချိုးခန်းထဲမှာတမင်တက်ကြံနေခဲ့ပြီးထွက်ပေါက်ကိုစတင်ရှာဖွေပါတော့တယ်ဒါပေမဲ့မူးနေတဲ့အဆောင်တယောက်သူ့ကိုချောင်းကြည့်နေတာကိုသူမသိခဲ့ပါဘူးမင်းကလေးတယောက်တည်းရှိနေတာကိုမြင်လိုက်တဲ့အခါအဆောင်ရဲ့စိတ်ကြံတွေရုပ်မာလာပါတော့တယ်ငါပြောတာနားထောင်ဆန်းဆိုပြီးအခြေအနေတွေခက်ခဲလာတော့မင်းကလေးကထိတ်လန့်ပြီးအပြင်ထွက်ဖို့ကြိုးစားပေမဲ့တကားကတော့ခတ်ထားပြီးသားဖြစ်နေပါပြီဒီအချိန်မှာပဲတခြားသူတွေကလည်းမင်းကလေးပြောင်းနေတာကိုသတိထားမိသွားကြတယ်သူ့ကိုနောက်ဆုံးဘသူတွေးလိုက်လဲလို့မေးတော့ကျွန်တော်ခုနကပဲရေချိုးခန်းထဲမှာတွေးလိုက်တယ်လို့တယောက်ကပြောပါတယ်အဆောင်တွေအားလုံးရေချိုးခန်းစီကိုအပြေးလွှားသွားကြပါတယ်တကားဖွင့်လိုက်တဲ့အခါသူတို့မြင်လိုက်ရတဲ့မြင်ကွင်းကလူတိုင်းကိုမင့်သက်သွားစေပါတော့တယ်